မမရဲ့ချက်မောင်ကျော်ဦးတဲ့စားပြင်ကျဲတဲ့ချက်မောင်ကျော်တွေကိုမစားတတ်တော့ဘူးတဲ့ကျမတငယ်ချင်းတွေအဲ့လိုမျိုးချီကျူးကြတယ်ရှင်အဲ့လိုချီကျူးတန်လေးကြားလို့ရှင်ကျမအမောတွေကိုပြေးနေရောကဲကျမဒီနေ့လေးရှက်ချက်မောင်ကျော်နီးလေးကိုမျှဝေပြီးမှပဲဖြစ်ပါတယ်ရှင်အရင်ဆုံးငဖက်လေးတွေကိုကြော်ထားလိုက်မယ်ငဖက်လေးကြော်ပြီးပြီဆိုလို့ရှင်တော့ဖယ်ထားပြီးတော့ကျမစီတက်ပေးပါမယ်ကဲကျမဆက်ဆက်လေးစားခြင်းလို့ခွဲချမ်းပတ်လေးပါထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့စားဆွေးနေချုံမုံနေထားတဲ့ပစုံလေးကိုညှိနှက်ပြောက်သွားတဲ့အထိကြော်ပေးလိုက်ပါမယ်ပစုံလေးကြော်တာရပြီဆိုလို့ရှင်တော့မြစ်ပြုတ်ပြီးသားလေးကိုထည့်လိုက်ပါမယ်မြစ်ပြုတ်ပြီးသားလေးကိုလည်းခဏလုံးပေးလိုက်မယ်ပြီးလို့ရှင်တော့ကျမခုနကြော်ထားတဲ့ငဖက်ကိုလည်းထည့်မယ်ချမောင်လေးတွေလည်းထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတည်ထားပေးလိုက်ပါမယ်ရှင်ကဲချမောင်လေးတွေကဣသွားပြီဆိုလို့ရှင်တော့ကျမချမောင်ဘက်လေးတွေကိုကြည်အောင်လို့ကျမမှွေပေးပါမယ်နော်ချမောင်ဘက်ကလေးတွေလုံးဝကြည်သွားပြီဆိုလို့ရှင်တော့ကျမအချုံငံထည့်ပါမယ်ချုံငံထည့်တဲ့နေရာမှာကျမဒီနေရာမှာမြင့်ငပိမသုံးထားဘူးနော်ကျမကငပြာရည်နဲ့ပေါ့နော်ကြက်သားမုံလေးကိုပဲစားထိုးပြီးကြော်ထားပါတယ်ရှင်အချုံမုံလေးပါအနေငယ်ထည့်ပြီးတော့ကျမကြော်လိုက်ပါတယ်လုံးဝရေတိချောက်ပြီးတော့စီလေးပြန်လာပြီဆိုလို့ရှင်တော့ရှက်ချမောင်ကြော်လေးရပါပြီရှင်ကဲကျမကိုစားကောက်နေလို့ပြောတယ်ကျမတငယ်ချင်းတွေလည်းကျေးဇူးတင်တယ်အမြဲတမ်းဘာချက်ကောက်နေလို့ပြောပြီးတဲ့အရင်သူတွေလည်းကျေးဇူးတင်ပါတယ်ရှင်